မင်္ဂလာပါ Magic Wand 2အကြောင်းပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဓာတ်ပုံတစ်ပုံခေါ်ထားပြီးဒီ2ပေါက်ထဲမှာကျတော့ shortcut key W နှိပ်ထားလို့ရတယ်လို့ကျွန်တော်ဒီနေရာမှာဒီ Magic Wand 2ဆိုတာကိုလာရွေးထားမှာဖြစ်ပါတယ်အဲ့တော့ Magic Wand 2လာရွေးချယ်ပြီးတော့ဆိုရင်ပထမအောင်ဆုံးမြင်ရတဲ့ဒီအနေထားတော့ဒီ2 option ပါတဲ့ဒီဟာတော့ new selection ဖြစ်ပါတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်အရင်ဆုံးတုံးပြအောင်မယ်ဒီနေရာမှာတော့32နဲ့စမ်းပြပါမယ်အဲ့တော့32နဲ့ကျွန်တော်လုပ်လိုက်ပြီဆိုရင်ဒီခုဒီအနေထားတိုင်းသူက color တူတာလေးတွေကိုလုပ်သွားတာဖြစ်ပါတယ်အဲ့တော့ဒီခုဒီ select မဝင်တဲ့ဒီမြင်းလိုက်မရှိတဲ့ဒီညာလေးကိုကျွန်တော်ထိလိုက်မယ်ဆိုရင်ဒီရှိနေတဲ့ဒီအရာလေးကပျောက်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ထိလိုက်ပြီး left တစ်ချက်ဟောဆော့ရှိနေတဲ့ select ဝင်နေတဲ့အရာပျောက်သွားပြီးတော့ဒီခုလက်ရှိထိလိုက်တဲ့ဒီညာလေးမှာ select ပြန်လာဝင်နေတာဖြစ်ပါတယ်အဲ့တော့ဒါက new selection ရဲ့လောက်ဆောင်ပုံလေးလည်းမှာ select ဝင်နေတာကိုပြန်ဖြောက်ရှင်းနေဆိုရင်ကျွန်တော်ဒီ shortcut key တုံးလို့ရတယ်လို့ဒီ select တဲ့ဒီ select ဆိုတဲ့လာနှိပ်ပြရမှာဖြစ်ပါတယ် shortcut key ကတော့ control D အလုပ်ချက်ထားဖို့လိုပါတယ်အဲဆိုရင်ပြောက်သွားပါတော့ဒီ new selection ဘေးမှာရှိတဲ့ဒီ add to selection ဆိုတာလေးကိုပြန်ပြီးရှင်းပြမယ် add to selection လေးကတော့ကျွန်တော်ဒီခုလိုထိလိုက်ပြီဆိုရင်ဒီမှာသူကဒီအနေထားတော့ဒီနေရာမှာ50လို့ယူထားတဲ့အနေထားလေးပေါ့နော်ပြီးရင်သူကဒီမှာလဲတီတန်လာကွက်နေတယ်ပေါ့နော်တီတန်လာကွက်နေတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ select ကမဝင်ဖြစ်နေထပ်ပြီးတော့ select ဝင်ခြင်းတဲ့အတွက်ဒီမှာလာထိပေးမယ်လဲဒီစောစောရှိနေတဲ့ select တွေမှာပျောက်သွားဘူးနောက်ဒီမှာလိုအပ်နေတဲ့ select လေးတွေပြန်ထိလိုက်မယ်ဆိုရင်လည်းသူက select လာဝင်တော့ဖြစ်ပါတယ်အဲဒါကတော့ဒီ add to selection ရဲ့အလုပ်ပုံပေါ့နော်အဲ့တော့ဒီ add to selection ဘေးနားမှာရှိတဲ့ဒီ subtract from selection ဆိုတာလေးကိုပြန်ပြီးရွေးမယ်ဒီကကျတော့ဒီခုလိုမလိုအပ်ပဲဒီမှာဖြစ်နေတဲ့အရာလေးထိလိုက်မယ်ဆိုရင်ပြန်ပြီး short ပြီးရပါတော့သူကကျတော့ light short ပြီးဒီခုဒီမှာကို select ပေးထားတာလေးကိုသူက slide short လိုက်တဲ့တော့ပြန်ဖြည့်လိုက်တဲ့တော့ပေါ့နော်ဒီမှာဆိုရင်လည်းဒီအလဲဟာလေးကိုမရချင်ဘူးဆိုရင်ပြန်နှုတ်ပေးလိုက်တဲ့တော့ပေါ့တော့အဲ့တော့ S selection ကပေါင်းတယ်ထပ်ပြီးတော့ထည့်တယ်ဒီ subtract from selection ကျတော့ထပ်ပြီးတော့ပုံနေတဲ့ဟာတွေကိုပြန်ပြီးတော့နှုတ်လိုက်တဲ့တော့ဖြစ်ပါတယ်အဲ့တော့ဒီနောက်ဆုံးဒီ intersect with selection ဆိုတာလေးကိုပြန်ရွေးချယ်ကြည့်အောင်ဒီနေရာမှာအလုပ်လုပ်နေတယ်ဒီလွတ်တဲ့ဒီနေရာပြန်ထိမယ်အလုံးမလုပ်ဘူး okay တောင်းတယ်ထပ်ပြီးတော့ပြန်ထိလိုက်မယ်ပြန်ပြီးတော့အလုံးလုပ်ပြီသူ့ရဲ့သဘောတရားဒီမှာအလုံးလုပ်နေတဲ့အတွက်နောက်ထပ်ဒီ select မဝင်တဲ့နေရာလေးမှာပြန်ထိလိုက်မယ်ဆိုရင်သူကဒီလိုထိလိုက်မယ်ဆိုရင် okay ပြန်တောင်းတယ်နောက်တစ်ခါပြန်ထိမှဒီကောင်ထပ်ပြီးတော့ဒီနေရာမှာထိတဲ့နေရာမှာအလုံးလုပ်သွားတဲ့ဒီစောအရင်ဝင်တဲ့ select ကကျတော့ပြန်ပြုတ်သွားတယ်တွေ့ရတဲ့သဘောတရားလို့ရှိပါတယ်ဟုတ်ပြီဒီပုံလက်ရှိပုံတစ်ပုံကိုပြန်ဆန်းရအောင် background ကတော့ခတ်ထားတယ် shortcut key W ဒါမှမဟုတ်ရင်ကျွန်တော်ဒီနေရာမှာ Magic Wand ထိုးလို့လာရေးထားမယ်နောက်ဒီနေရာမှာဒီ2 option ပါတဲ့ဒီ S selection ကိုလာရေးဒီပိုင်းမှာချက်ထိလိုက်ဒီဘက်မှာလည်းထိလိုက်ဒီဟန်လွယ်နေတာဒီလိုပုံစံလေးရပါတယ်လိုချင်တာကဒီအကောင်ပဲလိုချင်တာ background အမဲကိုမရချင်ဘူးအဲဒါမို့ဒီ select တဲ့ထဲကိုလာတယ်ဟောဒီ invert ဆိုတဲ့တွားတယ် shortcut key shift control I ချက်ထားရမှာဖြစ်ပါတယ်ဒါထိလိုက်အကောင် select ရပါတယ် select ရပါတယ်ဆိုရင်ကျွန်တော်တို့ကဒီ select ထဲကိုလာမယ်ဒီ save selection လုပ်မယ်ဒီမှာနာမည်ပေးပြီးတော့တင်ရမှာ1 okay အဲ့ဒါဒီ selection ကတင်သွား control D ခဏလောက်လိုက်ရရင်ဘာဖြစ်လဲဒီ menu bar က find tab new shortcut key control F စရတဲ့ခုနဖြစ်ပါတယ်နှိပ်လိုက်ပြီအဲ့တော့ဒီ background color လေးမှာကျွန်တော်တစ်ချက်ကစားရမယ်နော်ဒီနေရာမှာ transparent ကိုရွေးချယ်လိုက်မယ် okay နဲ့ဒီပုံစံရလာတယ်ကျွန်တော် window လေးတစ်ချက်သွားမယ် menu bar ရဲ့ဒီ window tab တစ်ချက်သွားမယ် orange
ဒီတိုက်တဲ့ vertical လေးတစ်ချက်သွားလာဒါဆိုရင်ဒီလိုပုံစံကြာလာဖြစ်ပါတယ်စလာပြီဆိုရင်ကျွန်တော်ဒီအကောင့်ပုံစံလေးမှာလက်တစ်ချက်ထိတို့ select ဝင်သွားဆိုရင်ကျွန်တော်ဆော့ဆော့ save ထားတဲ့ဟာကျွန်တော်ဒီမှာဖြစ်တဲ့အတွက်ဒီ select ထဲတော့ဒီ load selection ဆိုတာလေးကျွန်တော်လာရွေးချယ်ပေးမယ်တော့ကြာလာ okay နေတော့ဒါဆိုဒီမှာ selection ရလာဆိုရင်ကျွန်တော်ဒီ move to တစ်ချက်ထိပဲလို့ဒီထည့်ကြည့်လိုက်မယ်နော်အဆင်ကျွန်တော်ဒီဟာလေးကိုခဏ minimize လုပ်ကောင်းလက်ထားဒီတပ်ပုံကလိုချက်ဖို့အတွက် control D နဲ့လိုက်ဟုတ်ပြီနောက်ပိုင်းမှာပြန်ဆောင်ရအောင်